ဒီ Windows update ဖြစ်ရတာနဲ့ two finger function ကအလုံးမလုပ်ဘူးဆိုရင်အခုကျွန်တော်ပြပြမယ့်နည်းလမ်းလေးနဲ့ဖြည့်ရှင်းလို့ရမှာပဲဖြစ်ပါအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဒီ laptop တွေမှာဆိုရင် Windows 10 Mega laptop တွေမှာဒီ two finger function ကအလုံးမလုပ်ဖြစ်နေတယ်တဲ့ဒါဆိုရင် two finger function ဆိုတာဘာလဲဆိုတော့ဒီမှာဆိုရင်ဒီဘယ်နေရာမှာမဆိုကိုကဒီမှာ scroll လိုက်မယ်ဆိုရင်ဒီမှာလိမ့်လို့မရဘူးဒီမှာဆိုရင်ဒါ mouse နဲ့လှည့်နေတာဟုတ်ပြီကိုယ့်ရဲ့ laptop မှာပါတဲ့ touchpad ကနေပြီးတော့ဒီမှာဆိုအထက်အောက်လှည့်မယ်ဆိုရင်ဒီကောင်မရွေ့ဘူးဒါဆိုရင်အခုဒါဘာဖြစ်နေလဲဆိုရင် two finger function ကအလုံးမလုပ်တာဖြစ်တယ်အဲ့တော့ဒီ two finger function ကဒီ Windows 10 laptop ရဲ့မှာ error တက်တာလည်းဖြစ်နိုင်တယ်နောက်ပြီးကြတော့ဒီ Windows update ဖြစ်ရတာနဲ့ two finger function ကအလုံးမလုပ်ဘူးဆိုရင်အခုကျွန်တော်ပြပြမယ့်နည်းလမ်းလေးနဲ့ဖြည့်ရှင်းလို့ရမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကြတော့ဒီ error လေးဖြည့်ရှင်းဖို့ဆိုရင်ကြတော့ software လေးတစ်ခုကို download ဆွဲဖို့လိုပါတယ်ဟုတ်ပြီဒီဟာဆိုရင်ဘယ်လို download ဆွဲရမလဲဆိုရင်ကြတော့ဒီကျွန်တော်ရဲ့ဒီ TTA computer ဆိုတော့ဒီ blogspot ထဲမှာဝင်ပြီးဆွဲလို့ရပါတယ်ဟုတ်ပြီဒါဆိုရင် tta.computer.blogspot.com နဲ့မှာ download ဆွဲပါမယ်ဒါဆိုရင်လက်ရှိဒီမှာ Chrome ရဲ့ဘာထဲမှာဆိုရင်ဒီမှာဒီတိုင်းရိုက်ထည့်ပြီးတော့ဝင်လိုက်မယ်ပြီးပြီဆိုရင်ကြတော့ဒီဘက်က software ဆိုတဲ့နေရာလေးကိုသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒီ software ဘက်ကိုရောက်ပြီဆိုရင်ကြတော့ဒီမှာနံပါတ်15မှာရှိတယ်ဒီ touchpad driver ဆိုတာလေးကို download ဆွဲရပါမယ်ဒါဆိုရင်အခုဒီမှာ download ကိုနှိပ်လိုက်မယ် download နှိပ်လိုက်ပြီဆိုရင်ကြတော့ဒီနေရာလေးမှာ download မြလေးရှိတယ်ဒါလေးကို click တစ်ချက်ထပ်ပေးမယ်နောက်ပြီးရင်ဒီမှာရှိတဲ့ download anyway ဆိုတာလေးကိုချက်နှိပ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ကြတော့သူကကိုယ့်ရဲ့ laptop တွေကိုဒီမှာ download ထဲမှာတွက်ကြည့်လိုက်မယ်ဆိုရင်ကြတော့ download ထဲရောက်နေမှာဖြစ်ပါတယ်ဟုတ်ပြီဒီလို download ဆွဲလို့ရပြီဆိုရင်ကြတော့ဒီ driver လေးကို double click နှိပ်ပြီးတော့ install ပြုလုပ်ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်အခုဒီမှာဒီကောင်လေးကို double click နှိပ်လိုက်မယ်ဟုတ်ပြီဒါဒီတိုင်းလေးပဲ next နှိပ်လိုက်မယ်ဟုတ်ပြီဒီမှာလည်းဒီကောင်လေးကိုအဆက်လေးချပြီးတော့ next ကိုနှိပ်မယ်ဒီဟာလေးပဲ next ကိုနှိပ်မယ်ဟုတ်ပြီနောက်ထပ်ဒီမှာ install လုပ်လိုက်မယ်ဒါဆိုရင်သူကဒီ driver ကိုကိုယ် set ထဲမှာခုနက driver မရှိလို့ error တက်နေရလည်းဖြစ်နိုင်တယ်ဒီအကြောင်းမျိုးကြောင့် error တက်နေရလည်းဖြစ်နိုင်တယ်ဒီအချိန်မှာဒီ driver လေး install လုပ်လိုက်မယ်ဆိုရင်ကြတော့ခုနပြဿနာတွေကိုအလွယ်တကူပဲဖြေရှင်းပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်အခုဒီမှာဒါက install လုပ်ပြီးပြီဆိုရင် finish ကိုနှိပ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်အခုဒီမှာ next ကိုထပ်နှိပ်မယ်ဒီနေရာမှာလည်း access ကိုပေးလိုက်မယ်ပြီးပြီဆိုရင် next ကိုနှိပ်မယ်ဟုတ်ပြီသူကဒီမှာ driver တွေ installation လုပ်နေတယ်ခဏလေးစောင့်ပြလိုက်မယ်ဒီနေရာမှာဒီ two finger function ဆိုရင်ကြတော့ဒီ laptop တွေကို mouse တွေပါသုံးစရာမလိုဘဲနဲ့အလွယ်တကူပဲ two finger လေးအသုံးပြုနေတယ် Excel တွေမှာလည်းအသုံးပြုလို့လွယ်မယ် Word တွေမှာလည်းအသုံးပြုလို့လွယ်မယ်ဒီလိုမျိုးအလွယ်တကူအသုံးပြုလို့ရဖို့ဆိုရင်ဒီ two finger function လေးကကိုယ့်ရဲ့ laptop တွေမှာရှိနေဖို့လိုအပ်ပါတယ်ဒါကြောင့်အခုပြောမယ့်နည်းလမ်းလေးနဲ့သုံးပြီးတော့ဒီပြဿနာကိုဖြေရှင်းလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာ setup က complete ဖြစ်သွားပြီဆိုတော့ finish ကိုနှိပ်လိုက်မယ်ဟုတ်ပြီလက်ရှိမှာဆိုရင်သူကဒီမှာ reset ချခိုင်းတယ်လက်ရှိ restart လိုက်တာပဲခဏနှိပ်ထားလိုက်မယ်ဒါဆိုရင်ကြတော့ reset ချမယ် reset ချပြီးရင်ဒီ laptop ကိုရမရပြန်ဆန်းကြည့်မယ်ဟုတ်ပြီကျွန်တော်ကဒီမှာခုနက laptop ကို installation ပြီးတော့ reset ချကြည့်လိုက်တယ် reset ချပြီးတော့ဒီချိန်မှာဆိုရင်ကျွန်တော်အခုဒီမှာဒါကအခုဒီမှာ mouse နဲ့ဒီ screen ကိုအခုလိုမျိုး scroll လှိမ့်နေတာဟုတ်ပြီဒီချိန်မှာ two finger နဲ့လက်နှစ်ချောင်းလေးနဲ့သုံးပြီးတော့ဒီမှာ scroll လှိမ့်ကြည့်မယ်ဟုတ်ပြီဒါဆိုရင်ကြတော့ဒီမှာအဆင်ပြေသွားပါပြီဒါဆိုရင်နောက်ထပ်ဒီမှာ Excel လေးကိုချက်ဆန်းကြည့်မယ်ဒီမှာဆိုရင်ဒါဆိုရင်ကိုယ့်ရဲ့ laptop မှာပါတဲ့ touchpad နဲ့ပဲဒီမှာသုံးနေရဖြစ်တယ်ဒါဆိုရင်ဒီမှာအထက်အကိုဒီမှာလှိမ့်လို့ရသွားပြီဒါဆိုရင် mouse မသုံးဘဲနဲ့လည်းအလဲတကူပဲကိုယ့်ရဲ့ set မှာဒီ two finger လေးသုံးပြီးတော့ scroll တွေကိုလှိမ့်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာလည်းဆန်းကြည့်မယ်ဟုတ်ပြီဒီညနေမှာတော့ဒီမှာဒါဆိုရင်အဆင်ပြေသွားပါပြီမိတ်ဆွေတို့အားလုံးလည်းကိုယ့်ရဲ့ laptop တွေမှာဆိုရင် two finger function လုံးမလုပ်လို့ error တက်နေရဆိုရင်လက်ရှိအခုပြောတဲ့ software လေးကိုဒီ TTA computer blogspot.com နဲ့မှာဝင်ပြီးတော့ download ဆွဲပြီးတော့အသုံးပြုလို့ရမယ်လို့မျှော်လင့်ပါတယ်ဒါကတော့ Lenovo laptop တွေအတွက်ဖြစ်ပါတယ်ဒီမှာနံပါတ်15မှာဝင်ပြီးတော့ download ဆွဲပါဒီအသုံးပြုနေဗီဒီယိုလေးကိုလည်းကျွန်တော်ဒီမှာနံပါတ်15ထဲမှာဒီမှာ link လေးတွဲပေးထားမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ